ဒီပေါက်ချင်တဲ့သူတွေထီထိုးရတာစိတ်ဝင်စားတဲ့သူတွေမွေကြီးခက်ခဲရှိတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကိုခဏလေးအချိန်ပေးပြီးကြည့်ပေးနော်ကိုရီးယားလေးစတော့ကလေဒီလိုဆူတောင်းနေပြည်တယ်တွေမပြည်တယ်တွေမတို့ကလည်းအရန်ကြီးအာရုံမရှိဘူးเนาะလွန်ခဲ့တဲ့တစ်နှစ်ကဒီဖေးကိုလာတဲ့ချိန်မှာလိုက်ပို့တဲ့ကိုကဒီစပန်ဖေးကဆူတောင်းပြည်ရဲ့လာပြီးတော့ဆူတောင်းပြည်လူတွေကအဒိတ်ထန်ပြီးတော့ဗောနော်ဒီလိုမျိုးတွေပန်းလာကတ်တယ်အဲ့လိုသူပြောတာကိုတော့ကြားဒါပေမဲ့လေအဲ့လောက်ကြီးလဲစိတ်ထဲမှာလေးနက်နက်မရှိဘူးဒီတိုင်းပဲထီပေါက်ချင်နေပေါ့နော်ထီပေါက်ခဲ့လို့ရှိရင်ပေါ့အရှင်ဖေးကိုစပန်ပြန်လာလှူပါမယ်ပေါ့အဲ့လိုလေးပဲမတို့ပေါ့လေးပဲအဒိတ်ထန်ခဲ့တာတကယ်တမ်းထီပေါက်တဲ့ချိန်ကကြတော့တစ်နှစ်ပြည့်ပြီးတဲ့အချိန်အဲ့ဒီအဒိဋ္ဌံခဲ့တဲ့လပဲတစ်နှစ်ပြည့်တဲ့အချိန်မှာမတို့ပြန်ပေါက်တယ်ပေါ့နော်ပေါက်တယ်ဆိုဟိုလိုမျိုးထီစုအကြီးတော့မဟုတ်ဘူးပမာဏအလက်တစ်ခုပေါ့ကွယ်ထီစုအလက်ပေါ့ထီစုပေါက်တယ်ပထမတော့ကတော့ဒီတိုင်းပဲပေါ့နော်ငါတို့ထီပေါက်တယ်ပြောတယ်ပေါ့နောက်ကြတော့မှအမတို့ပေါ့နော်အမနဲ့မမျိုးသား2ယောက်လုံးအဲ့တော့မပြောမိဘူး2ယောက်လုံးအတူတူဆူတောင်းခဲ့တာကအမကလည်းဒီပေါက်ပါစီဆူတောင်းတယ်သူကလည်းဒီပေါက်ပါစီဆူတောင်းတယ်ပြီးတော့လည်းတက်ဆက်ပေါ့နော်2ယောက်ဆက်ပြီးတော့မှထိုးတဲ့ထီရထပြီးတော့ပေါက်တာဆိုတော့ကိုကပေါ့နော်သူစုတစ်ခုပဲတောင်းရတယ်လို့ပြောတယ်တိလားအများကြီးတောင်းလို့တော့မရဘူးအဲ့ဒီဖေးကဥပမာနိုင်ငံခြားကန်ခီနေတဲ့သူတွေပေါ့နော်နိုင်ငံခြားသွားဖို့အခက်အခဲပါညာကြက်ညာနေတဲ့သူတွေလည်းဆုတောင်းအရင်ပြေပြောတယ်ဒါပေမဲ့အထူးသဖြင့်ဒီဖေးအဲ့လိုမျိုးထီထိုးတဲ့သူတွေဆိုရင်အဓိကပေါ့နော်ပေါက်ကြတာများတယ်လို့တော့ပြန်ကြားတယ်ကိုလည်းနောက်ပိုင်းကျမှဒီဖေးကိုစိတ်ဝင်စားလို့ပေါ့နော်လိုက်ပြီးတော့တည်င်းနေဖတ်တဲ့အချိန်မှာသူကထီဆူးပေါက်တာများတယ်ပေါ့နော်အဒိဋ္ဌံနေပြေးတဲ့ခါကျတော့အခုဒီထဲမှာမြင်တဲ့အတိုင်းပဲဆေဘယ်ပန်းနေပြန်လာလူကြတယ်နောက်မှဗီဒီယိုအရှင်းနဲ့အသေးစိတ်လေးထပ်ပြီးပြပြပေးပါမယ်နော်